Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့အမေသားလုံးလေးချက်စားဖြစ်ပါတယ်ရှင်ကြိုက်တာတဲ့သားတွေကိုချက်သားမုံလေးထည့်ပါမယ်ပြီးတော့ရင်တော့ဆနွှဲမုံလေးထည့်မယ်ပြီးရင်မြုပ်သည့်အယောင်လေးမုံကလေးထည့်ပါမယ်ပြီးတော့ရင်တော့ထောင်းထားတဲ့ချင်းကြက်သွန်ဖြူလေးတွေကိုအရည်လေးပဲညှစ်ပြီးတော့ထည့်ပါမယ်ငရုတ်ကောင်းမုံလေးလည်းထည့်ပါမယ်ရှင်တမအောင်လည်းပြီးသွားပြီဆိုရင်တော့အခုလိုပဲအလုံးလေးတွေလုံးထားပါတယ်ပြီးတော့ရင်တော့အသားလုံးလေးတွေကိုစီမီလေးထဲမှာထည့်ပြီးတော့ကြော်ထားပေးပါမယ်ရှင်အသားလုံးလေးတွေကြော်လို့ပြီးသွားပြီဆိုရင်တော့ဖျန်းချင်လေးအလက်ကလေးချက်ပါတော့မယ်ရှင်စီလေးပြန်လာပြီဆိုရင်တော့ချော်ထားတဲ့အသားလုံးလေးကိုထည့်ပါမယ်ရှင်ပြီးရင်တော့ပထမတရေထည့်ပြီးတော့အဖုံးလေးအုပ်ထားပေးပါမယ်ရှင်ပထမတရေခန်းသွားပြီးတော့စီလေးတွေပြန်လာပြူလာပါပြီရှင်အသားတွေတိတ်မလို့ထည့်လို့နောက်ထပ်တရေထည့်လိုက်ပါတယ်ရှင်ဒီနေ့အိမ်မှာကအရည်လေးနဲ့ပဲစားချင်ကြတယ်ဆိုလို့အရည်လေးနဲ့ပဲချပေးလိုက်ပါတယ်ရှင်အစပလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်